Hello everyone, welcome back from Batman English. ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော် religions နဲ့ပတ်သက်တဲ့ vocabulary ကိုကျွန်တော်သင်သွားပြီးမှလည်းဖြစ်ပါတယ်။အဲကျွန်တော်ဖျားရောက်နေဆိုကျွန်တော် artist သိမဖြစ်ဘူးစိတ်ကတည်နေတယ်။အဲကျွန်တော်တုံးနေရတော့နည်းနည်းပြင်းစရာကောင်းပြီးတော့အိတ်ချင်းစရာကောင်းလို့တီးခတ်ပြီးမှထောက်ပါ။ဒီပထမဆုံးတစ်ခုအနေနဲ့ကျွန်တော်တို့ဖျားရှိခိုးတာကိုဘယ်လိုပြောမလဲပေါ့နော်။ဖျားရှိခိုးတာကိုကျွန်တော်တို့အများသောအားဖြင့် generally 3မျိုးပြောလို့ရှိပါတယ်။ဒါပေမဲ့ဒီ3မျိုးထဲမှာကျွန်တော်2မျိုးကိုကျွန်တော်မကြိုက်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရှင်းပြပါ။ Okay ပထမတစ်ခုကကျတော့ worship ဆိုတာကျတော့ကိုယ်ွယ်စီးကတ်တဲ့အဲ့လိုမျိုးအဓိပ္ပာယ်ရပါတယ်။ကျွန်တော်တို့ကဖျားရှိခိုးရဆိုတာကျွန်တော်တို့ကဒီတိုင်းဖျားရှိကိုသွားပြီးတော့ဖျားရှင်ကိုယူတည်ပြီးရဲ့ဟိုမှာဖျားစာလေးဆိုရဲအဲ့လိုပုံစံဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ worship ဆိုတဲ့စကားလုံးလေးသုံးလို့ရမှကျွန်တော်သိပြီးတော့သဘောမကျပါဘူး။ပြီးတော့ကျွန်တော်ရဲ့အမြင်ပေါ်တော့ဒါကျွန်တော်ရဲ့ဖျားရှင်ကလည်း worship လုပ်တာကိုသဘောကျတာမဟုတ်ပါဘူးလို့တာသဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြောမှာပေါ့တနေ့ကိုဖျား3က8ကို4က8ကိုပေါ့နော်မင်းတို့ဒီဗုဒ္ဓဘာသာရဲ့အကြီးကျယ်မြင့်မြတ်ဆုံးဖြစ်တဲ့ကျွန်တော်နိဗ္ဗာန်ကိုရောက်မယ်အဲ့လိုပြောလိမ့်မယ်ဟုတ်နော်ဒါပေမဲ့ကျွန်တော်တို့ဒီ worship တာပြန်မှာ3လေးအများလေးရှိတော့ကျွန်တော်တို့တခြားသော religion တွေဖြစ်တဲ့ Christianity ရောပြီးလို့ရှိရင် Islam တို့အဲ့လိုမှာ worship လုပ်ရပါတယ်ကောကို worship Jesus အဲ့လိုမျိုးသုံးနေရပါတယ် worship Allah ကိုကိုယ်ွယ်စီးကတယ်အဲ့လိုမျိုးသုံးလို့ရပါတယ်အဲနောက်တစ်ခုပေါ့နော်နောက်တစ်ခုကကျတော့ပါလဲဆိုတော့ offer prayers to the Buddha offer prayers ဆိုကျွန်တော်ဆုတောင်းတာပေါ့နော်ဒါကကျွန်တော်ထင်တယ်ဒီဗုဒ္ဓဘာသာမှာကျွန်တော်တို့ကိုဆုမတောင်းခိုင်းဘူးဗျာတယ်မလားဆုတောင်းမနိဗ္ဗာန်ရအောင်ဆုတောင်းရမယ်လို့ကျွန်တော်တို့မပြောဘူးဘယ်လိုပြောနိဗ္ဗာန်ရအောင်ကျင့်ကြံရမယ်လိုက်နာရမယ်အဲ offer the prayers ဆိုကျွန်တော်ဒါများသောအားဖြင့် pray လုပ်တာပေါ့နော် pray ကဘယ်သူလုပ်လို့ရှိလဲဆိုကျွန်တော်တို့ Jesus တို့ Allah တို့အဲ့လိုမျိုးကျွန်တော်တို့ pray လုပ်ကြပါတယ်တခုပြောရအောင်နောက်တစ်ခုပေါ့နော်ကျွန်တော်ဆက်ပြီးတော့တင်ကျွန်တော်ဒီစကားလုံးတစ်လုံးကိုအရင်သဘောကျ atheist ဆိုတဲ့စကားလုံးပေါ့နော် atheist အဲ့တော့ကျွန်တော်ကလည်း atheist တယောက်ပေါ့ဒါပေမဲ့ကျွန်တော်မြန်မာလိုဘာသာပြန်တဲ့အခါကျရင်ကျွန်တော်က atheist ကိုဘယ်လိုဘာသာပြန်ကြလဲဆိုတော့ဘာသာမဲ့လိုဘာသာပြန်ကြတာပေါ့နော်တကယ်တမ်းကျတော့အဲ့လိုမဟုတ်ပါဘူး atheist ဆိုတာကျတော့ supernatural being လို့ဒါမှမဟုတ်လို့ရှိရင် deity တို့ deity ဆိုတာနတ်ဖျားတွေပေါ့နော် God တို့အဲ့လိုမျိုးတွေကိုမယုံကြည်တာကိုမယုံကြည်တဲ့သူကို atheist ဆိုခေါ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကလည်းနတ်ဖျားတွေ supernatural beings တွေကိုကျွန်တော်ကအယုံကြည်မရှိပါဘူးကျွန်တော်ကဖျားရှင်ဗုဒ္ဓကိုယုံကြည်တဲ့ Buddhism တရားဖြစ်ပါအဲ့တော့ကျွန်တော်က atheist တရားလို့ပြောရင်လည်းမမှားပါဘူးဒါပေမဲ့ကျွန်တော်မှာဘာသာရှိပါတယ်အဲ့ဒီဘာသာကတော့ Buddhism ပဲဖြစ်ပါတယ် Okay အဲ့တော့ကျွန်တော်နှစ်ခုရပြီပေါ့နော်Okay ကျွန်တော်ပြောဖို့မိသွားတော့ကျွန်တော်ကြိုက်တဲ့စကားလုံးလေးတစ်ခုပြောပြမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ pay homage to the Buddha အဲ့ဒါကျွန်တော်သဘောကျတယ်အဲ့ဒီဟာကကျွန်တော်နဲ့ဆိုပို့ပြီးတော့ကိုက်နေလိမ့်မယ်နော်ဘာဖြစ်လို့လဲကျွန်တော်တို့ကဖျားရှင်အရှိကိုသွားတယ်ပြီးရင်အယုသေးပေးရ pay homage to the Buddha အသေးပေးရကြတော့အယုသေးပေးရပြီးလို့ရှိရင်ကျွန်တော်တို့ကဖျားစာရွတ်ဆိုတာ chanting တို့ reciting တို့လုပ်ဥပမာမေတ္တာတုတ်ရွတ်တာတို့ဟုတ်နော်အဲ့လိုမျိုးတွေလုပ်ကြပါတယ်အဲဒါကြောင့်ကျွန်တော်ရဲ့ဟိုနဲ့ဆိုလို့ရှိရင် pay homage to the Buddha ဆိုတဲ့စကားစုလေးကိုကျွန်တော်ဖျားစီတွေကိုကျွန်တော်ဘယ်လိုပြောရမလဲဆိုတာပြောပြရမယ်ဖျားစီကလူတိုင်းသိမယ်လို့ထင်ပါတယ်ကျွန်တော်က pagoda လို့ပြောပါတယ် pagoda ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဖျားစင်းတူတော်တွေပေါ့နော်ဖျားရုပ်ပွားတော့ကြတော့ Buddha image လို့ခေါ်ပါတယ် Buddha image ကျုပ်ဘာသာရပြောမှာမင်းတို့ကဒီ pagoda တွေပေါ့နော် stupa လို့ခေါ်ပါတယ် stupa ဆိုစေတီပြောတာစေတီကိုမင်းတို့ကဘာလို့ရှစ်ခိုးနာလဲပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီဈေးကြီးကိုကျွန်တော်ကရှစ်ခိုးနေတာမဟုတ်ပါဘူးအဲကျွန်တော်လည်းရှင်းပြရပါတယ်ဘာသာမတူတဲ့သူတွေကြည့်နေလို့ရှိရင်လည်းကျွန်တော်ကဒီဈေးကြီးကိုရှစ်ခိုးနေတာဒီဈေးကြီးကိုရှစ်ခိုးနေတာမဟုတ်ပါဘူးဒီဗုဒ္ဓရဲ့ဂုဏ်တော်တွေကိုရှစ်ခိုးနေတာပါဗုဒ္ဓခြံခဲ့တဲ့ဓမ္မတွေကျွန်တော်တို့ကလိုက်နာပြီးတော့ဗုဒ္ဓရဲ့ဓမ္မတွေကိုတည်ရှိအောင်ထိန်းသိမ်းထားပြီးတဲ့တန်ခါတွေကိုကျွန်တော်အယုသိပေးနေတာအဲကြောင့်ကျွန်တော်ကဖရာတရားတန်ခါဆိုပြီးတော့ကျွန်တော်တို့၃မျိုးအယုသိပေးထားရ၃မျိုးကျွန်တော်ရှိနေတာပဲဖြစ်ပါတယ် Peace out follow for more